ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်အခင်နဲ့အခင်စားခြင်းနဲ့အနက်ရတာမှုမွေးလေးနဲ့မှာကောင်းကောင်းလေးဒါစားသုံးခြင်းနဲ့ကျွန်တော် customer များအတွက်ဒါမီးသွေးပုံမှာကြိုက်တယ်မီးသွေးလေးနဲ့ခင်မှအရသာလေးကပိုပြည့်စုံတယ်ဆိုတဲ့ customer များအတွက်ကျွန်တော်ဒါမီးသွေးခင်ပန်းလေးနဲ့ဒါမိတ်ဆက်ပေးမှာဖြစ်ပါတယ်နော်မီးသွေးခင်ပန်းလေးကအသုံးပြုရတာလဲလွယ်ကူလဲကျွန်တော်မီးရင်ထင်းလဲစိတ်ပူစရာမလိုဘူးပြီးတော့ကျွန်တော်လိုတဲ့နေရာမှာကျွန်တော်တို့ကိုသွားခြင်းတဲ့နေရာလေးကိုအလွယ်တကူတည်သွားလို့ရတယ်ကျွန်တော်အပြင်မှာပဲသွားကျွန်တော်ဘယ်နေရာမှာပဲသွားကျွန်တော်ဒါလေးကိုအလွယ်တကူဒါယူတည်သွားပြီးတော့အသုံးပြုလို့ရတဲ့ပစ္စည်းလေးဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုအိုးကြီးကိုဗီဒီယိုပုံကြီးကျွန်တော်ယူသွားကြမလို့တော့ဘူးအခုလိုမျိုးပေါ့ပါလေးနဲ့အလွယ်တကူဒါအသုံးပြုလို့ရမယ့်အိုးလေးဖြစ်ပါတယ်နော်ဒီထဲမှာကျွန်တော်ဗီဒီယိုလေးထည့်မယ်ဒီအခင်ပန်းလေးပေါ်မှာကျွန်တော်တို့ဒီအခင်ပန်းလေးပေါ်မှာကျွန်တော်ကြောင်မှုတွေအသားပြားတွေအသီးနှံတွေအစားကျွန်တော်တို့အစုံခင်းမယ်တို့ခင်းကျင်တာလေးတွေကိုစားသုံးကျင်တာလေးတွေကိုအရသာရှိပြီးခင်းစားဖို့အတွက်ကျွန်တော်တို့အသုံးပြုလို့ရတယ်ဒါမီးလေးအခင်ပန်းအိုးလေးဖြစ်ပါတယ်အသက်ရောက်လာတဲ့ပစ္စည်းတွေကိုအခုလိုမျိုးကျွန်တော်ကိုယ်တိုင်ဒါဒီပုံလေးတွေကိုကြည့်ပြီးပါမယ်ကျွန်တော်စိုင်းပေါ်မှာတင်မှာဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်